雇う。အလုတ်ခန့်သည်。彼は新しいレストランで働くために何人かのスタッフを雇いました。သူကစားတောက်ဆိုင်အသစ်မှာအလုပ်လုပ်ဖို့အတွက်ဝန်ထမ်းတချို့ကိုအလုပ်ခန့်ခဲ့ပါတယ်。募る。အဖွဲ့ဝင်စုဆောင်သည်。会社は新しいプロジェクトのためにアルバイトを募っています。ကုမ္ပဏီက project အသစ်အတွက်အချိန်ပိုင်းဝန်ထမ်းတွေကိုခေါ်ယူနေပါတယ်။ 補う。ဖြည့်စွက်သည်。体調を整えるためにビタミンをサプリメントで補っています。ကျန်းမာရေးကောင်းမွန်စေဖို့အတွက်ဗီတာမင်ကိုအားဆေးအနေနဲ့ဖြည့်တင်းနေပါတယ်။捕らえる。ဖမ်းဆီးသည်စုပ်ကိုင်သည်。警察はついに何ヶ月も逃げていた犯人を捕らえました。ရဲတပ်ဖွဲ့ဟာလပေါင်းများစွာထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံကိုနောက်ဆုံးမှာတော့ဖမ်းဆီးရမိခဲ့ပါတယ်။閉める。နေရာယူထားသည်。この会社では女性社員が全体の6割を占めています。ဒီကုမ္ပဏီမှာအမျိုးသမီးဝန်ထမ်းတွေကစုစုပေါင်းရဲ့60%ရာခိုင်နှုန်းကိုနေရာယူထားပါတယ်။見つめる。စိုက်ကြည့်သည်。彼女は何も言わずにじっと私の目を見つめていました。သူမကဘာမှမပြောဘဲကျွန်တော်မျက်လုံးတွေကိုစူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့တယ်။換気。လေဝင်လေထွက်လုပ်ခြင်း。部屋の空気を入れ替えるために窓を開けて換気してください。အခန်းထဲကလေဝင်အောင်ပြတ်တင်းပေါက်ကိုဖွင့်ပြီးလေဝင်လေထွက်လုပ်ပေးပါ။破損。ပျက်စီးယိုယွင်းခြင်း。配達された荷物の箱が破損していたので中身を確認しました。ပိုးဆောင်လိုက်တဲ့ပါဆယ်ပုံးကပျက်စီးနေခဲ့တာကြောင့်အထဲကပစ္စည်းကိုစစ်ဆေးခဲ့ပါတယ်။有効。သက်တမ်းရှိသောအကျုံးဝင်သော。このクレジットカードの有効期限は今年の12月までです。ဒီခေတ်ရဲ့သက်တမ်းကုန်ဆုံးရက်ကတော့ယခုနှစ်12လပိုင်းထိဖြစ်ပါတယ်။耕す。မြေစီလွှပြုပြင်သည့်ထွန်ရက်သည်。祖父は毎年春になると野菜の種をまくために畑を耕します。ဖိုးကနှစ်တိုင်းတွေဥရာတီရောက်ရင်ဟင်းဒီဟင်းရွက်မျိုးစေ့တွေကျဲဖို့အတွက်စိုက်ခင်းကိုထွန်ရက်လေးရှိပါတယ်။